ကဲဒီနေ့အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ simple present tense ရိုးရိုးပြစ္ဆုတ်ပံကာလပေါ့ဗျာဒါကအများသိကြတဲ့အဓိပ္ပာယ်ပဲဒါပေမဲ့ကျွန်တော်အဲ့အများနဲ့မတူကျွန်တော်တမူထူးပြီးတော့နှစ်ခုဘာပေါက်တယ်လဲမသိကျွန်တော်အဲ့ဒါဒီမှာကျွန်တော်အဓိပ္ပာယ်တွေအဲ့လိုကျွန်တော်စဉ်းစားပြီးရေးထားတယ်တကယ်လဲအဲ့ဒီအဓိပ္ပာယ်တွေအတိုင်း simple present tense ကိုကျွန်တော်တို့ကဘာသာပြန်ရမှာကောက်ရမှာဖြစ်ပါတယ်ဒီရိုးရိုးပြစ္ဆုတ်ပံကာလနဲ့ကျွန်တော်တို့ simple present tense ရဲ့လူရင်းအဓိပ္ပာယ်ကိုကျွန်တော်တို့နားလည်နိုင်မှာမဟုတ်ဘူး simple present tense ရဲ့ပြည့်စုံတဲ့အဓိပ္ပာယ်တွေနားလည်ဖို့အတွက်ကတော့ဒီတိုင်းပေါ့ဒါဆိုရင်ကျွန်တော်ပြစ္ဆုတ်ပံဖြစ်တည်မှုအခြေအနေကိုပေါ်ပြတဲ့ကာလအဲ့ဒီမှာပြစ္ဆုတ်ပံဖြစ်တည်မှုအခြေအနေဆိုတာတော့ဗတ်ဘီသုံးရတဲ့ဟာပေါ့ဘီရဆိုတာဖြစ်တည်မှုနဲ့ဆိုင်တဲ့ဟောဘူးဗျနော်အဲ့ဗတ်ဘီထဲမှာကျွန်တော်တို့က simple present tense form သုံးပြရတဲ့ကာလဆိုလို့ရှိရင်ပြစ္ဆုတ်ပံဖြစ်တည်မှုအခြေအနေပေါ့ကျွန်တော်ကဥမာလက်ရှိကျွန်တော်ဆရာဆိုကျွန်တော်အခု I'm a teacher တာမျိုးပေါ့နော်ဒါပြစ္ဆုတ်ပံဖြစ်တည်မှုเนาะဒါကတော့တော်တော်ထူးတယ်ဘယ်သူမှတော့ဒီလောက်တွေးမိမှာမဖြစ်အတိတ်ပြစ္ဆုတ်ပံအနာကတစ်ဆက်တည်းရှိတဲ့ကာလအမြဲသဘောဆောင်တဲ့ကာလဟောင်းမသွားတဲ့အကြောင်းအရာတွေကိုစပြတဲ့ကာလပေါ့နော်တဲ့ပြီးတယ်အဲ့တော့ဒါကဘယ်လိုဟာမျိုးတွေလဲဆိုတဘာဝတရားတွေပေါ့နောက်တစ်ခါကျွန်တော်တို့လူတစ်ယောက်ရဲ့ဝါသနာဗီဇပေါ့ဒါတွေကဆိုလို့ရှိရင်ဝေးကနေရသေးတဲ့အထိသူ့ရဲ့ဝါသနာဗီဇပျောက်ပြတ်သွားပါဘူးဒါမျိုးတွေပေါ့နော်အဲ့တော့အတိတ်ပြစ္ဆုတ်ပံအနာဂတ်အတွက်တစ်ဆက်တည်းရှိနေတယ်အကြောင်းအရာတွေနဲ့ဆိုင်တဲ့ကာလပေါ့ပြောမယ်ဆိုရင်နော်ဒါကြောင့်အမြဲဘောဆောင်တဲ့ကာလဟောင်းသွားတဲ့အကြောင်းအရာတွေကိုယ်စားပြုကာလဆိုရင်ဒါကျွန်တော်အဲ့လို simple present tense ကိုပတ်တယ်အတိတ်ပဲဖွင့်ဆိုထားတယ်နော်ဒီမှာတွေကိုဒါသူများတကာနဲ့ဒါမတူတဲ့အတိတ်ပဲဖွင့်ဆိုချက်ဆိုတာဒီပြီးလို့ထင်တယ်နော်အဲ့တော့ပုံစံတွေကတော့ကျွန်မ statement ဆိုလို့ရှိရင် he she it နဲ့ third person singular ပေါ့တကယ်တော့ဒီ he she it ဆိုတာလည်း third person ပဲဒါပေမဲ့ဒီနေရာမှာ third person singular လို့ဘာလို့တီးတန့်ထည့်တယ်လဲဆိုတဲ့အခါကျတော့လူနာမည်တွေဘာညာပေါ့ဗျာလို့ပေါ့တိရစ္ဆာန်ရဲ့နာမည်တွေအတူတယောက်ထဲနဲ့ဆိုင်တဲ့နာမည်တွေပြောတဲ့အခါမျိုးတွေပေါ့နော်ဒါ third person singular ဆိုတာသုံးရတယ်သူတကတော့ verb symbols ကိုနောက်က s တို့ es တို့အဆုံးသတ်တဲ့ verb တွေပေါ့ဗျာကျွန်တော် verb symbol လို့သုံးတယ်ခါလေးလဲ base form ပေါ့နော် base form အဲ့ base form မှာs တွေ es တွေအဆုံးသတ်တဲ့ဟာအောက်ဒီမှာ I will you they နဲ့ third person blue ပဲပေါ့အဲ့တော့ဒီမှာဆိုရင် third person နဲ့မှာဆိုရင် they ပါတယ်လေသို့တော့ကျွန်တော်ကဒီတန် third person blue ပဲလို့ဘာလို့ပြောရလဲဆိုတဲ့အခါကျတော့ခုနကကျွန်တော်ပြောတဲ့နာမည်တွေမှာအဲ့ပုဂ္ဂိုလ်နှစ်ယောက်နဲ့အထက်ပေါ့အဲ့လိုနာမည်တွေကိုကိုစားပြုထားမယ်ဆိုလို့ရှိရင်ဒါ third person blue ပဲပေါ့ဟုတ်အဲ့မှာဒါဆိုရင်ကျွန်တော်ပြောချင်တာအဲ့ third person လေးကြောင်းလိုက်တယ်ပြောချင်တယ်third person ဆိုတာကဒီကျွန်တော်တို့စကားပြောတဲ့အခါမှာပြောသူ speaker က first ပဲနော်နားထောင်သူ receiver ကိုတော့ second လို့ခေါ်တယ်အဲ့ဒီပြောသူနဲ့နားထောင်သူကအပကျွန်တော်တို့စကားပြောတဲ့အကြောင်းအရာတွေမှာပါဝင်နေတဲ့ဒီလူပုဂ္ဂိုလ်တွေကိုကြတော့ third person လို့ခေါ်တယ်အဲ့တော့ဗျာဟိုကျွန်တော်တို့ဒီမှာ third party နဲ့တော့အခုခင်မှာသုံးအဲ့တော့ဒီကနေဆင်းသက်လာတာပါနော်အဲ့ဒီဘာကြောင့်လဲဆိုတော့အခါကျတော့ဒီကာယကံရှင်တွေမဟုတ်ဘဲနဲ့ဒီကြားကနေပြီးတော့မှဝင်ပြောတဲ့သူလေးတို့ဒါမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လေးလာတဲ့သူတွေပေါ့နော်အဲ့လိုလေးလာတဲ့သူတွေကနေပြီးမှဖြစ်တဲ့လူနှစ်ယောက်ကြားထဲဝင်ပြီးပြောတာပေါ့လေအဲ့ဒါမျိုးကိုကျွန်တော်တို့က third party လို့ခေါ်တယ်နော် third party အဲ့လိုပဲဒီမဲ့third war ဆိုတာတတိယကမ္ဘာပါညာဆိုတာဒါလည်းဒီတိုင်းမှာပဲ third war ကျွန်တော်တို့ကာယကံရှင်နိုင်ငံနှစ်ခုကအပြင်ပေါ့နော်အဲ့လိုကြားဝင်ပြီးတော့လို့ဖြန့်ပြေးတဲ့ဟာတို့ကြားဝင်ပြီးတော့ပူညီတဲ့ဟာတို့အဲ့လိုနိုင်ငံတွေ third war လို့ခေါ်တာပေါ့နော်ဒါကျွန်တော်တို့ first person second person third person နဲ့ပတ်သက်ပြီးတော့ဆက်နွယ်တဲ့စ
စကားလုံးတွေအကြောင်းပေါ့ဗျာအဲ့တော့ဒီမှာဆိုလို့ရှိရင် I will you တွေနဲ့ third person plural ပေါ့နော်ဒါဆိုရင်သူ့မှာနောက်ကနေလိုက်မဲ့ verb symbol အဲ့မှာသူ့မှာ s မှာပါရအောင်နော်နောက်အဲ့ negative ပေါ့ negative ကြတော့ he she it နဲ့ third person singular ဆိုရင်ပါကျွန်တော်တို့က does not နဲ့ဒီနောက်က infinitive without သို့မဟုတ်သူ့ကို base form လို့လည်းခေါ်တယ်နော်ဒီမှာဆိုရင်တော့ဖြစ်တည်မှုနဲ့ဆိုင်တာဆိုတော့ is not နဲ့ adjective ပေါ့နော်နောက်ကဒါမှမဟုတ်လို့ရှိရင် adjective သို့မဟုတ် adjective အနက်ဆောင်တဲ့စကားလုံးပေါ့နော်တစ်လုံးအောင်ပိုက်နောက်တစ်ခါ I will you တွေနဲ့ third person plural ကြတော့ do not ပေါ့နော် singular တော့ does not ပေါ့ plural ကြတော့ do not ပေါ့နော် do not နဲ့ infinitive without အဲ့တော့ infinitive without do ကို base form လို့လည်းခေါ်တယ်နော်နောက် I ကြတော့ am ဖြစ်သွားတယ်နော်ဒီက is မဟုတ်တော့နောက်ဒါ we တို့ you တို့ they တို့ကြတော့ are ပေါ့နော်အဲ့ဒါနဲ့ not နဲ့ adjective ခုနကပြောတဲ့အတိုင်းပဲဒီကနောက်ကတော့ adjective သို့မဟုတ် adjective အနက်ဆောင်တယ်နောက်တစ်ခါ question ကတော့ဒီ I will you they နဲ့တွဲမယ်ဆိုတော့ do လို့ပါပေါ့နော် do I do we do you do they plural ဆိုလဲ do နဲ့ပေါ့နော် singular ကြတော့ does နဲ့ပေါ့ does he does she does it ပေါ့နော်နောက်တစ်ခါ third person singular ဘာလို့အဲ့ဒါနဲ့ဒီဘက်က infinitive without ပေါ့နော် base form ကိုခေါ်တယ်အဲ့လိုပဲကျွန်တော် I ဆိုတော့ am ပေါ့နော် am I ပေါ့ am I tall ရရှိလာတာပေါ့နော်။ကျန်တဲ့ဥစ္စာက he she it ကြတော့ is ပေါ့ဗျာ။နောက် we you they ကြတော့ are ပေါ့နော်။ဒီ subject နဲ့ adjective နဲ့တွဲပါပေါ့နော်။ဟုတ်ပြီဒါကတော့သူ့ရဲ့ပုံစံ။ပြီးရင်ဒီမှာအသုံးပြုဖို့ language တစ်ခုကိုလေ့လာတဲ့အခါမှာအရေးကြီးဆုံးအချက်ကကိုသိထားတဲ့ form တစ်ခုကိုကျွမ်းကျင်အသုံးပြုတတ်ဖို့အရေးကြီးတယ်။ဒီ form တွေကိုစာမွေးဖြည့်တတ်ရုံလောက်ပဲလေ့လာလို့ဖြစ်ဘူး။စာမွေးဖြည့်တတ်ရုံလောက်ပဲလေ့ကျင့်ထားလို့မရဘူးကျွန်တော်တို့ကကျွမ်းကျင်အသုံးပြုတတ်အောင်လေ့ကျင့်ထားเนาะ statement ကဘယ်လိုလဲ negative ပုံစံဘယ်လိုလဲ question ကပုံစံဘယ်လိုလဲဒါတွေကိုလည်းသိထားပြီးတော့သူ့နေရာနဲ့သူမှန်ကန်ပေါ့သုံးကြတာပုံအရေးကြီးနံပါတ်1ကတော့အမှန်တရားနဲ့သဘာဝတရားပေါ့နံပါတ်2ကတော့အမြဲဖြစ်နေတဲ့ဖြစ်ပေါ့နော်အမှန်တရားလို့သဘာဝတရားလို့ဆိုတာကဟောင်းမသွားတဲ့အကြောင်းအရာတွေเนาะအမြဲသဘောဆောင်တဲ့အကြောင်းအရာတွေနောက်ကအတိတ်ပြစ္ဆုတ်မှာအနာကတစ်ဆက်တည်းရှိနေတဲ့အကြောင်းအရာဒါကြောင့်ကျွန်တော်အဲ့ဒါကိုထည့်ပြောတာနော်ဒါအဲ့ဒါမှလည်းကျွန်တော်တို့ဒီကအသုံးပြုတဲ့အခါမှာဘယ်နေရာဒီမှာသုံးမယ်ဆိုတာကိုပို့ပြီးတော့မှတ်မိတယ်ပေါ့နော်အလေးထားကလည်းပဲဟောင်းမသွားမဲ့အကြောင်းအရာတွေပါတယ်နော်နောက်ပြစ္ဆုတ်ပံဖြစ်တည်မှုအခြေအနေရည်ချင်းဝါဒနာအလုပ်ကိုင်ဒါတွေကပြစ္ဆုတ်ပံဖြစ်တည်မှုအခြေအနေတွေနဲ့ဆိုင်တယ်အကုန်လုံးပါနော်အဲ့မှာအရာတွေကိုပြောဖို့အတွက်ကျွန်တော်ရဲရရှိတယောက်ဖြစ်တယ်ဒါမျိုးပေါ့ကျွန်တော်ဆရာဝန်တယောက်ဖြစ်တယ်သူဟာဆိုလို့ရှိရင်ဟာလားရုပ်ရှင်မင်းသားဖြစ်တယ်ဒါမျိုးတွေပေါ့နော်နောက်တစ်ခါအလုပ်ကိုင်သူ့ရဲ့အလုပ်ကိုင်ဒါပြစ္ဆုတ်ပံဖြစ်တည်မှုအခြေအနေပဲဒါတွေပြောမယ်ဆိုရင် simple present နောက်ဖြစ်နေတဲ့အဖြစ်အပျက်ကြီးတွေကနေတစ်ခုတစ်ခုဆက်ကဖြစ်နေတဲ့အဖြစ်အပျက်လေးတွေဖော်ပြဖို့အတွက်ပေါ့ဒါနံပါတ်5အချက်ကသိအရေးကြီးတယ်နော်ဖြစ်နေစေဆိုတော့ကျွန်တော်တို့နောက်မှာဒါလိမ့်မယ်present continuous ဆိုတာရှိတယ်လေအဲ့ဒီ present continuous နဲ့သုံးရမှာလားဆိုအဲ့လိုမဟုတ်ဘူးเนาะဖြစ်နေစေကာလာတဲ့အဖြစ်အပျက်ကြီးတွေကနေမှာကျွန်တော်တစ်ခုခုစတိုက်ဖြစ်နေတဲ့ဥစ္စာအကြောင်းအရာကိုပြောတဲ့အခါမှာတစ်ခုဖြစ်ပြီးနောက်ထပ်တစ်ခုဆက်ဖြစ်နောက်ထပ်တစ်ခုဆက်ဖြစ်ဆိုတဲ့အခါကျအဲ့ဒါလေးတွေလည်းခဏပဲလေเนาะဖြစ်သွားတာဆိုတော့အဲ့ဒါမျိုးတွေကိုပြောတဲ့အခါမှာဒီ simple present tense ကိုသုံးပါเนาะဒါကျွန်တော်ဒီမှာနမူနာပြထားတယ်ဒါအမှန်တရားသဘာဝတရားကိုဖော်ပြဖို့အတွက်ကျွန်တော် truth လို့ပြောပါတယ်ဗျာကျွန်တော် facts ပေါ့နော်အဲ့တော့ဒါမျိုးဆိုရင်ဘယ်တော့မှမပြောင်းလဲနိုင်တဲ့ဒါသဘာဝအမှန်တရားတွေဒါမှမဟုတ်ဒါရည်ရွယ်အချက်လက်တွေပြောတဲ့အခါပေါ့နော်အဲ့ဒီမှာဆိုရင်ဒါဝါကြအမျိုးအစားရဲ့ English ဝါကြရဲ့ဝါကြရဲ့ဆိုတော့ရေးထားတော့အမှန်တရားပေါ့အမှန်တရားဆိုဒီမှာဆိုရင် the Irrawaddy River flows into the Atlantic Sea ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်မြန်မာလိုကတော့ Irrawaddy မြစ်က Atlanticပင်လယ်ထဲကိုစီးဝင်ပေါ့ဗျာ။နောက်တဘာဝအချက်ဆိုရင် gold is more expensive than silver အရွှေရငွေနဲ့ပိုပြီးတော့စီးကြီးတယ်ပေါ့ဒါမျိုးဒါတဘာဝပဲလေ။မှန်နေတာပဲဟုတ်ကဲ့။ဘယ်တော့မှဒါပြောင်းပြန်မဖြစ်သွားဘူးနော်။ဒါငွေဟာရွှေတဲ့ပိုပြီးတော့တန်ဖိုးကြီးတယ်လို့စီးကြီးတယ်လို့ဆိုတာပြောင်းပြန်ဖြစ်မှာပေါ့။ဘာကြောင့်လဲဆိုတော့ရွှေကသူ့ရဲ့ကွန်ဒတ်တီကငွေထက်ပုံမှန်ကိုရတာတာပေါ့နော်။
ဒါကြောင့်ဘယ်တော့မှပြောင်းလဲနိုင်တယ်ဒါဘာအချက်နောက်တစ်မျိုးရှိပါတယ်မှာ gold is yellow ပေါ့ဒါမျိုးပေါ့နော် silver is white ဒါမျိုးတွေပေါ့ဒါဘာအချက်နောက်လူရင်းနဲ့ဆိုင်နေတာပေါ့ဒါဆိုတော့ most Burmese people eat rice every day ပေါ့နော်ဒါကျွန်တော်တို့ဒီမြန်မာလူမျိုးအများစုကဒါနေ့တိုင်းပဲဒါထမင်းဝင်ချက်ပြီးတော့စားတာပေါ့နော်ဒါဒီမှာဒါဆိုတော့အားပြောပေါ့နော်ညာလေးတွေနော်အဲ့ဒါနဲ့ဟိုခုနပြောတဲ့နံပါတ်1နဲ့ပတ်သက်တဲ့ဟိုပါလေးပေါ့နောက်နံပါတ်2အမြဲဖြစ်နေတဲ့ဖြစ်ပျက်လေးထားကိုပေါ်ပြဖို့ပေါ့နော်ဒီလေးလို့ဆိုတော့ habitual action ပေါ့ဒါမှမဟုတ်လို့ရှိရင်ဒါ daily routine လို့ခေါ်တာပေါ့နော်အမြဲတမ်းဒါလုပ်ရတဲ့အလုပ်တိုင်းလေးထားဒါပေါင်းလိုက်တာလေးထောက်ဒီထက်ပေါင်းလိုက်ပုံမှန်လုပ်နေကြအလေးထားတွေနေ့စဉ်ဘဝမှာထပ်ခါလှုပ်ဆောင်နေတဲ့အရာတွေပေါ်ပြတဲ့အခါမှာဒီ simple present tense ကိုလာတော့အဖြစ်တော့ဒီမှာ adverb of frequency ပေါ့နော်အဲ့ဒါလေးတွဲသုံးအဲ့ဒါလေးတွေပါလဲဆိုရင် always ဆို usually နော်နောက်သူက often တို့နောက်က sometimes တို့ never တို့ဒါမျိုးလေးဒီစလုံးလေးတွေတွဲပြီးသုံးလို့ရှိတယ်ဒီမှာနမူနာပြထားတယ်နေ့စဉ်လုပ်ငန်းပေါ့နေ့စဉ်လုပ်ငန်းဆိုလို့ရှိရင်ဒီမှာEnglish ဝေကြ my father goes to Srirapur that every Monday ဒါကျွန်တော်ဒီဟာလာပြနေတယ် Srirapur ကြောင်းသွားဖို့လို့ရှိတယ်ဒါမျိုးပေါ့တော့ဒီမှာတော့ go ဆိုတာသွားတာဒါပေမဲ့ကျွန်တော်မြန်မာလိုအဓိပ္ပာယ်ကျတာသွားရုံမဟုတ်ဘူးတော့ပြဖို့သွားတာပဲကြောင်းသွားဖို့လို့ရှိတယ်ထည့်တာပေါ့နော်နောက်လေးထတယ်မှာဆိုရင် he watch local drama on MRT every evening ဒါမျိုးပေါ့ဗျဒါကျွန်တော်တို့ဒီတွင်ရုပ်ရှင်တွေပေါ့ပြဇာတ်တွေပေါ့နော်အဲ့ဒါတွေကိုဒီ MRTV ရုပ်သံလိုင်းကနေပြီးတော့ညနေတိုင်းသူကြည့်ရတယ်ပြောတာပေါ့နော်ကျွန်တော်တို့ကြည့်ရတယ်ပြောတာပေါ့နော်နောက်ညင်းဆိုချက်နဲ့ပတ်သက်ပြီးတော့ my sister doesn't drink coffee she prefers tea ဒါမျိုးပေါ့နော်ဒါဆိုလည်းသူ့ရဲ့ဝါသနာပေါ့ကြိုက်နေတဲ့မှုပေါ့နော်အဲ့ဒါနဲ့စိုက်တယ်လေနော်အဲ့တော့ဒါဆိုရင်ကျွန်တော်ရဲ့နှမအသုံးကျွန်တော်အမကော်ဖီကိုတောက်ဖို့သူကဘူးဘာလို့ပို့ပြီးကြိုက်လဲဆိုရင်လက်ဖေးကိုပို့ပြီးတော့ကြိုက်တယ်ပေါ့ဒါလေးပေါ့နော်ပြစ္ဆုတ်ပံဖြစ်တည်မှုအခြေအနေပေါ့အရင်ချင်းတို့ဝါနာလို့လောက်ကြတယ်ပေါ့နော်ဒါလက်ရှိအချိန်မှာအများအားလို့ဖြစ်တည်နေတဲ့အခြေအနေပေါ့အလောက်ကြတယ်နော်ခံစားချက်အဲဒီပေါ်ပြတဲ့အခါမှာ verb to be တို့မဟုတ် state verbs ပေါ့နော်ဒီအခြေအနေပြကရိယာတွေပေါ့နော်နော်အဲ့ဒါတွေတွေ့တော့ဒီမှာဆိုလို့ရှိရင်ဒါတို့အလောက်ကြဆိုဒီမှာကိုမြင့် works as a carpenter in a small village ဒါကိုမြင့်ကရွာငယ်လေးမှာလက်သမားဖြစ်လုပ်တယ်ပေါ့ဗျာနောက်တစ်ခုကတော့ဟာလာကန်စားချက်တို့စိတ်ဝင်စားမှုပေါ့နော်တော်များ loves knitting and traditional crafts နော်အဲ့တော့တော်များဒါဟိုပေါ့ချီထိုးတာပေါ့နော်အထိုးတာပေါ့အဲ့ဒါနဲ့ဒါရိုးရလက်မှုပညာတွေသူကအရန်သဘောကျတယ်လို့ပြောတာနောက်တစ်ခုကဖြစ်တည်မှုနဲ့ဆိုင်တာပေါ့ဒီမှာဆိုတော့ verb ကိုသုံးထားတယ်they are very polite and respectful to elders နော်ဒါဆိုရင်သူတို့ကလူကြီးတွေကိုယူတည်ပြီးတော့မှဒါအရန်ကိုဒါယဉ်ကျေးတယ်နော်ယဉ်ကျေးကြတယ်နောက်ဖြစ်နေစေဖြစ်ပျက်ကြီးတွေကနေစက်ကဖြစ်နေတဲ့ဖြစ်ပျက်တွေကိုပေါ်ပြဖို့ဆိုတာ sequence of actions လို့လည်းခေါ်တယ်ဒါတွေက narrative present တွေပေါ့နော်သတင်းကြေညာတာပေါ့နော်သတင်းကြေညာတဲ့အခါမှာသုံးတဲ့ present tense တွေဒီမှာဆိုအာကစားပွဲတို့သတင်းတင်ဆက်မှုတို့နော်နောက်ချက်ပြုတ်ပြီးလမ်းပြီးဒါမှမဟုတ်ဇာတ်လမ်းပြောပြတဲ့အခါမှာတစ်ချိန်တည်းမှာဇာတ်တိုက်ဖြစ်သွားတဲ့ပြုပေါ်ပြတဲ့အခါမှာသုံးတယ်နော်ဒီမှာဆိုလို့ရှိရင်အာကစားသတင်းဆိုလို့ရှိရင်မှာ the striker gets the ball he runs past two defenders and shoots ဒါမျိုးတိုက်စစ်မှုကဒါဘောလုံးကိုရသွားတယ်ပြီးလို့ရှိရင်သူကလူမြောက်ပေါ့နော်ခါလူမြောက်ကြော်ပြီးဆိုမှကန်နေလိုက်တယ်ပေါ့နော်နောက်တစ်ခုကဒီလမ်းညွှန်ချက်မျိုးပေါ့လမ်းညွှန်ချက်ဆိုဘာပြောလဲဒီမှာ first you heat the oil in a wok then you add the chopped onions ဒါမျိုးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် wok ဆိုတာတော့တဲဦးပေါ့အဲ့တဲဦးတဲ့ဟိုဒါစီထည့်ပြီးတော့ဒါဘာလုပ်လဲအခုပေးမယ်ပြီးလို့ရှိရင်တော့ဒီမှာပါလှီထားတယ်ကျွန်တော်ထည့်လိုက်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်တို့ဟိုညွန်ကြားချက်ပေါ့အများသောအားဖြင့်ဘယ်လိုဟာမျိုးလဲဆိုတာခီးသွားတဲ့အခါမျိုးမှာဟိုအဲ့ညွန်နေတယ်ဒီမှာဒါအရင်ဆုံးလုံးမဲ့ခီးသွားမဲ့ခီးစဉ်အကြောင်းပြောတာပေါ့နော်ဒီမှာဆို we first take a bus to Sulebukota and then we walk to the market ဒါမျိုးပေါ့နော်အဲကျွန်တော်တို့အရင်ဆုံးမလုပ်မလဲဆိုလို့ရှိရင် bus ကားစီးငှားပြီးတော့မှဆူလေသွားမယ်ဆူလေရောက်ပြီးဆူလေကနေပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဈေးကိုလမ်းလျှောက်သွားကြတယ်ဒါမျိုးပြောတာပေါ့ဒါ
အစီအစဉ်ပါနော်ဒါကတော့ကျွန်တော်အသေးစိတ်မှန်တရားသဘောတရားနဲ့ပတ်သက်တဲ့အသေးစိတ်တွေဒါပြန်ပြီးတော့နော်အသေးစိတ်ဥပမာလေးထည့်ထားတယ်အဲ့ဒါတော့နောက်ရက်မှာ